အားလုံးပဲမင်္ဂလာပါဒီနေ့မှကြတော့ကျော်စွာဝင်းနဲ့ဇလာတန်ရဲ့ပွဲပြီးမှသုံးသပ်ချင်ပါတယ်ကျော်စွာဝင်းကိုဒီပွဲမှာတော့ပါတယ်တွေးမြင်ရလဲဆိုရင်တော့အများကြီးတိုးတက်လာတယ်ကျော်စွာဝင်းကဒီနေ့တော့တွင်းမှာတော့နေရာတစ်ခုခုတော့ရမှာပဲတရားရကန်တော့ကျွန်တော်ယုံတယ်အခုလည်းစိတ်သူပြပါတဲ့ပညာတော်တော်လေးကိုတိုးတက်တယ်ကျွန်တော်တို့ဖိုက်တာမှာအဲ့လိုမျိုးကိုလည်းမြင်ချင်းတယ်ကိုလည်းဖြစ်ချင်တဲ့စန္ဒကိုမြင်တွေ့ရနေပြီကျော်စွာဝင်းပြလိုက်တဲ့နည်းပညာလည်းတော်တော်လေးကောင်းတယ်အင်းညမှာစင်ပြိုင်သွားတဲ့ပွဲတစ်ခုလုံးကိုကျော်စွာဝင်းပွဲတစ်ပွဲပဲကြည့်လို့ကောင်းတယ်လူပြောများတဲ့ဒီပွဲမှာအမှန်တကယ်တော့ပေါ်နာရသိမ့်တယ်ဒါပေမဲ့ဒီပွဲမှာတော့အလဲမထိုးနိုင်ပေမဲ့ပညာရဲ့ပိုင်းမှာတော့တော်တော်လေးကိုဆရာကြီးကြားတယ်တာတော်မှဖက်တဲ့ကျင်ကလာနေတာတနည်းလောက်ပဲရှိသေးတယ်နောက်ထပ်2နှစ်3နှစ်လောက်ဆိုရင်တော့ဝမ်းမနေရတခုချန်ပီယံလေဗယ်မရပေမဲ့စာချုပ်တော့ရမှတေချာပဲဒါပေမဲ့ဒီပွဲမှာတော့ကျွန်တော်အရန်အားကြတယ်ကျော်စွာဝင်းကိုလေဘာဖြစ်လဲဆိုရင်တော့အရင်ကသူထိုးတဲ့ပုံစံနဲ့အခုလက်ရှိထိုးတဲ့ပုံစံတော်တော်လေးကွာပါတယ်ပညာရဲ့ပိုင်းမှာအများကြီးတိုးတက်လာတယ်အခြားဖိုက်တာလည်းကျွန်တော်တခုလောက်ပြောချင်တယ်ကျော်စွာဝင်းစောက်တဲ့လမ်းလိုမျိုးစောက်ပါကိုယ့်အတွက်နောက်တစ်ချက်ချင်းကြာရင်ကိုယ့်အတွက်ပဲရတယ်ဒါဆိုရင်တော့ကျော်စွာဝင်းပြပါတဲ့ပညာရဲ့ပိုင်းမှာနည်းနည်းလောက်ပြောကြရအောင်ဘယ်လိုသူပြပါလဲဆိုရင်တော့အခုတလုံးမှသူတတောင်လေဒူးရီချီကန်ပိုင်းမှနေတော်တော်လေးစုံလာတယ်အများကြီးစုံလာတယ်ဒါမဲ့ဆလာတန်ကဒီပွဲမှာတော်တော်လေးမှားတယ်တကယ်လို့သာယူလောက်ပဲမှားမယ်ဆိုရင်တော့ဒီပွဲမှာတော့ကျော်စွာဝင်းအလဲထိုးတဲ့နိုင်သွားမယ်ဘာဖြစ်လဲဆိုရင်တော့ကျော်စွာဝင်းထိုးရတဲ့လက်သီးတွေကတော်တော်လေးကိုထိရောက်တယ်ပါဝါလည်းပြင်းတယ်ဒါမဲ့ဆလာတန်ကတော်တော်လေးမှားတယ်လို့ပြောရမယ်လင်းနေကြတဲ့ပွဲမှာတကယ်လို့သာလင်းနေကြမှာထွက်ပြေးဒီပုံစံနဲ့ပဲသူတို့နဲ့ရောက်ရဆင်ပြန်မယ်ဒါမဲ့လင်းနေကြကတော့လဲတယ်ဒုတိယချီတာတတိယချီတာပခုံးကိုကန်ပြီးတော့တတောင်နဲ့ချခဲ့တာနင်ချငါချပဲတော်တော်လေးကိုမှန်တယ်နေရစလောကတော်တော်မှန်တယ်ကျော်စွာဝင်းဘက်ကနင်းပြတွေကလေတော်တော်လေးပညာကောင်းတယ်ညံရည်လည်းကောင်းတယ်အုံနှုတ်လည်းပွင့်လင်းတယ်မြန်မာပြည်ကဖိုက်တာတွေကကြတော့အမနဲ့နိုင်ဖို့ဆိုတာခဲရင်းတယ်ဘာဖြစ်လဲဆိုရင်တော့အမနင်းစနစ်သိမ့်မသိဘူးလေဒါမဲ့ကျော်စွာဝင်းကတော့မြန်မာနိုင်ငံကဖိုက်တာလို့မဟုတ်သူစောက်ခဲ့တဲ့လမ်းကသူထိုင်းမှာအချိန်ကျပြီးတော့သူစောက်တယ်သူကနေရတခုခုတော့ရမှာပဲဒါဆိုရင်တော့ဆလာတန်ဘဲကိုနည်းနည်းလောက်သုံးသပ်ရအောင်ဘယ်လိုမျိုးသုံးသပ်မလဲဆိုရင်တော့ဆလာတန်ကဝမ်းမှတပွဲပဲထူရသေးတယ်အေးပွဲမှာဝလဖုန်နဲ့ထူရတယ်သူစောရတယ်သူရဲ့လက်ရည်ကတပွဲလက်ရည်မှမဟုတ်တာတော်တော်လေးကိုပညာသားပါတယ်သူထူရတဲ့ပုံစံနည်းစနစ်ရောဘာပဲဖြစ်ဒီပွဲမှာတော့နိုင်ပွဲရပါပြီပလိသတ်လည်းကျဉ်းနာတယ်သူလည်းတော်တော်လေးကျဉ်းနာမှာပဲဘာဖြစ်လဲဆိုရင်တော့အခုတလောမြန်မာပြည်ကဖိုက်တာတွေနိုင်ဖို့ရကန်နှုံနဲလာတယ်ကျော်စွာဝင်းကိုတော့အရန်ကိုကော်ယူမိန်တယ်ချီလဲချီကျူးတယ်ဘာဖြစ်လဲဆိုရင်တော့နိုင်ပွဲမြင်ရတဲ့အတွက်အရန်ကိုလေးစားတယ်အခြားဖိုက်တာလည်းဝမ်းမှလာထိုးမဲ့ဆိုရင်လည်းကျော်စွာဝင်းစောက်တဲ့လမ်းလိုမျိုးကိုယ့်ရဲ့အာဏာချက်တွေတဖြည်းဖြည်းနဲ့ဖြည့်ထည့်ပေးပါဘာဖြစ်လဲဆိုရင်တော့ဝမ်းမနေရတခုရောက်သွားရင်ကိုယ့်ရဲ့ဘဝတစ်ခုလုံးမှာပြောင်းလဲသွားနိုင်တယ်ဘာဖြစ်လဲဆိုရင်တော့ကိုယ့်ရဲ့နိုင်ငံကဒီလိုပွဲမျိုးမကျင်းပမနိုင်ဘူးသူများနိုင်ငံမှာပဲကိုကအချိန်ကျပြီးတော့လေ့ကျင့်ပြင်ဆင်ပါလို့ကျွန်တော်ကသူတို့ကိုပြောချင်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့နိုင်ငံမှာပဲကိုလေ့ကျင့်မယ်ဆိုရင်တော့ဝမ်းမှာတော့လာထိုးစရာမလိုဘာဖြစ်လဲဆိုရင်တော့ကိုယ့်ရဲ့နေစနစ်နဲ့
နိုင်ငံခြားကနေစနစ်ကနိုင်စင်ရင်တော်တော်လေးกว่าတယ်သူတို့ထိုးပုတ်ထိုးနင်းတက်တောင်ရိုက်တာမျိုးရဲ့ကန်ချီကန်ပိုင်းမှရဲ့တော်တော်လေးกว่าတယ်ပလေတာဘက်ကကြည့်မှဆိုရင်လည်းသူတို့ဖိုက်တာအပေါ်အမြဲတမ်းတာကုန်လဲကြည့်တယ်သူတို့ဝမ်းမှာသူတို့ဖိုက်တာတယောက်ပါလာပဲဖြစ်ဖြစ်နှစ်ယောက်ပဲဖြစ်ဖြစ်သူတို့အမြဲတမ်းအားပေးတယ်စိုးလဲအားပေးတယ်နိုင်လဲအားပေးတယ်ဒါမဲ့သူတို့ပြောရင်လည်းခံရမှာပဲသူတို့ဖြစ်ချင်တဲ့စန္ဒမြန်မာနိုင်ငံကတက်လာတဲ့ဖိုက်တာတွေအခုလက်ရှိကြော်စွာဝင်နီးစနီးနဲ့ပညာရဲ့ပိုင်းမှာနိုင်စင်ခဲ့မယ်ဆိုရင်တော်တော်လေးกว่าတယ်အခုလက်ရှိကြော်စွာဝင်စင်ပြိုင်လာတာဒူးရောအဆောက်ပဲဒူးရောတတောင်ရောချီကန်ပိုင်းမှာရောအရင်ကကြော်စွာဝင်နဲ့အခုလက်ရှိကြော်စွာဝင်တော်တော်လေးပြောင်းလဲသွားတယ်အများကြီးပြောင်းလဲသွားတယ်သူရဲ့နေစနစ်ပိုင်းမှာပညာရဲ့ပိုင်းမှာတော်တော်လေးတိုးတက်လာတယ်ဘာပဲဖြစ်ဖြစ်ဒီပွဲမှာတော့သူပညာရဲ့ပိုင်းမှာတော်တော်လေးချီကျူးဖို့ကောင်းတယ်လေးစားတယ်ပရိသတ်တွေကသူတို့ဖြစ်ချင်တာကဒီလိုပုံစံမျိုးတကယ်ကိုဆရာကြီးပဲနောက်ဝမ်းမှလာထိုးမဲ့ဖိုက်တာတွေဘယ်သူနဲ့ဆက်သွယ်ရမလဲဘယ်သူဘယ်ကျင်ကနေဖို့သိမ့်တယ်လေကိုကအဲ့ဒါလေးကိုဆုံးဖြတ်ပြီးလာပါကျွန်တော်တယောက်တည်းအမြင်တစ်ခုတော့ပြောချင်ပါတယ်ဘာကြီးလဲဆိုရင်တော့ကြော်ကြီးကဒီနေ့အတော်တွင်းမှာစာချုပ်တော့100%ရနိုင်တယ်ဘာဖြစ်လဲဆိုရင်တော့သူနေတဲ့နေရာလဲကျင်နာမည်ကြီးသူတွင်းနိုင်မဲ့ဖိုက်တာသူရဲ့ပြိုင်ဘက်တွေပေါ့နော်အခက်ခဲဆုံးဆိုရင်ဘယ်သူလဲဆိုရင်လမန်ဒါအွန်ဒါတို့ညင်ကိုတို့ဆူလီယန်လဲတို့ဂျိုတို့အဲ့လောက်ပဲအခက်ခဲဆုံးကျန်တဲ့ကတော့ AC ပဲကျွန်တော်ရဲ့ဗီဒီယိုတွေစုံအောင်ကြည့်စုပေးတဲ့အတွက်အားလုံးကိုတော့ကျေးဇူးအများကြီးတင်ပါတယ်ကိုနိုင်ပဲ